အရဟံအရဟံအရဟံနဲ့တပတ်စိတ်ပရိတလုံးပရိတပတ်မဲ့ပရိလုံးလေးပေါင်းဘယ်နှလုံးပါတော့ဟေးအောင်တရားရှစ်ကွဲဗုဒ္ဓဆဲဆိုသမှာဗုဒ္ဓမြတ်စွာဘုရားရဲ့စက်ကဆက်လက္ခဏာမြတ်စွာဘုရားတခင်ကဒီလိုချီးပွားမယ်ဆက်လက္ခဏာအကွက်ကလေးတွေပေါင်း108ကွက်ပါတယ်ချီတော်ရဘုရားချီတော်ရတွေဖူးကြလားဖူးအဲ့ဒီဖူးရင်အဲ့ဒီမဲ့အကွက်လေးတွေဘယ်နှကွက်ပါတော့108ကွက်ပါလို့စိတ်ပရိလည်းပဲ108လုံးလုံးထားတယ်ဟုတ်လားအဲ့ဒီစိတ်ပရိ108လုံးတပတ်နောက်တကအရဟံတပတ်ပြီးတော့သမ္မာသမ္ဗုဒ္ဓောပရိတလုံးချသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓောနဲ့တပတ်စိတ်ဘယ်နှပတ်ရတော့